နှလုံးသားရောအုံနောက်ကပါချစ်ချင်းမြတ်တာကိုခံစားနေရတဲ့အခါခန္ဓာကိုယ်ကအန်ဒိုဖင်ဟိုမုန်းလို့ခေါ်တဲ့အချစ်ဟိုမုန်းတွေကိုထုတ်လွှတ်တယ်တဲ့တစုံတရာကိုတန်ရောစဉ်တွေ့မိတဲ့အခါမှာတော့အောက်ဆီတိုစင်လို့ခေါ်တဲ့တန်ရောစဉ်ဟိုမုန်းကိုထုတ်လွှတ်ပါတယ်အဲ့ဒီဟိုမုန်းတွေကိုထုတ်လွှတ်တဲ့အခါအကိုက်ခဲပျောက်စေလိုပဲနာကျင်ခြင်းဝေဒနာကိုတော့တတ်တာစေပါတယ်တဲ့ဒါကြောင့်ကိုချစ်ရတဲ့သူတွေမကြမ်းမာတဲ့အခါတတ်တာရဲ့လားကျမ်းမာရဲ့လားဂရုစိုက်အောင်နော်တတိရတယ်စတဲ့စကားတွေဟာအရေးပါလာခဲ့တာဖြစ်မယ်ဝေနာခံစားမှုတဲ့သူတွေဆိုဒီအချက်ကိုတတိထားမိလောက်မယ်ကိုသဘောကျတဲ့သူတယောက်စီကနှွေးထွေးတဲ့စကားတစ်ခွန်းဟာဘေးထွက်ဆိုးကြုံမပေးတဲ့အကက်ခဲပြောက်စီဆိုတာကိုပေါ့ဒါကြောင့်ပုံရိပ်ရောင်ကဘာကြီးထဲမှာနေထိုင်ရင်ကိုချစ်ရတဲ့သူတွေကိုချစ်တဲ့သူတွေနဲ့အဆက်တွေမပြောင်းဂယူးစိုက်တဲ့ဥပမာတယောက်ယောက်ကိုသတိရရင်ချက်ချင်းဖုန်းခေါ်လိုက်တာမျိုးအဆင်ပြေရလားလို့မေးလိုက်တာမျိုးအဝေးရောက်နေရင်လည်းအိမ်ကိုဖုန်းပြန်ဆက်တာမျိုးဒါမျိုးတွေကိုသတိရတာနဲ့ချက်ချင်းထလုပ်ဖြစ်ဖို့လိုပါတယ်တကယ်လို့မလုပ်ဖြစ်လိုက်ရင်နောက်လည်းဆက်လို့ရတာပဲနောက်လည်းဆက်လို့ရတာပဲဆိုရင်နောက်လည်းဆက်လို့မရတဲ့အခြေအနေကြုံရတတ်ပါတယ်ကျေးဇူးပါ